နော်ခံပြီးတော့နားထောင်ပြီးတော့ကိုဆုံးချိန်မှာကားလေးတွေတီးထားတော့ချီရသည်မေးမြလာကြည့်ပြီးချွေတွေတော့မှာအလုံးကုန်မေးလိုက်ပြီရင်မပြောတော့ကြည့်တရားလိုက်ပေါ်ပြီးမေးရဲ့အဲ့တော့တော့ချီရသည်အိမ်ပြန်လာပြီးစူတွေ့ခဲ့တာတွေကိုစဉ်းစားကပြုံးရသည်နောက်ချက်နေသူမြေဆွေလန်းတဲ့မျက်နှာတဲ့တွေမှာစိုးမိုးပြီးဒီလေးသူကြောင့်တွေ့ကဘယ်ကိုစားချင်မရပြီးအောင်ရဲ့အဲ့ဒါလောက်ကြောင့်ချီရသည်အိစတဲ့ချီလေးမတဲ့ချီကယုံလေးလေးလာပြသည်အိမ်ရတော့ဘာဘူးချီယူလေးနိုးလာရင်ခုန်တဲ့အောင်မြန်နေပြီတောင်းပြေကမှာပဲစောကြည့်ပြင်ပြီးတော့ကြောင်းသွားခြင်းလုံးလာသည်စိတ်တွေးခြင်းမောင်ပြုံးနှလုံးသားရဲ့အေးစရာစီကလေးပမာအားရှိမီစိတ်ကူးထဲမှာလေးလေးတကယ်